daily ဖက်မြန်မာမှာကြိုပါတယ်ဒီအိတ်နေတော့မှာခန္ဓာကိုယ်ထဲမှာဘာဖြစ်နေလဲဆိုတာတင်ပြပါမယ်သင်ဟာအိပ်ပျော်နေတဲ့ချိန်မှာခန္ဓာကိုယ်ကဘာမှမလုပ်တော့ဘူးလို့သင်ထင်တာဗလားဒါတော့သင်အိပ်နေချိန်မှာခန္ဓာကိုယ်ဟာလုံများကြီးလုံနေပါတယ်ပထမဆုံးအနေနဲ့အုံနောက်ကတဏိတာမညာနေကိုစနစ်ကျကျစီစဉ်ပေးပါတယ်ဒုတိယအနေနဲ့ခန္ဓာကိုယ်ကပျက်စီးသွားတဲ့ဆဲတွေကိုပြုပြင်ပေးပါတယ်တတိယအနေနဲ့နှလုံးခုန်နှုံးနဲ့တက်ရှူနှုံးဟာတဖြည်းဖြည်းရော့ကျလာပါတယ်စုံစအနေနဲ့တချို့လူတွေဟာအိမ်မက်မကြပါတယ်သိပ္ပံပညာရှင်တွေကအိမ်မက်တွေဟာအုံနောက်ရဲ့ချက်လက်တွေကိုပြန်လည်စီစဉ်တဲ့လုပ်ငန်းတစ်ခုဖြစ်နိုင်ပါတယ်လို့ယူဆကြပါတယ်ဒါပြင်အေးရောအိတ်တွေဟာစိတ်ပြီးစီးမှုနဲ့ပြီးမှတ်ဉာဏ်ပိုကောင်းတတ်ကြပါတယ်လူကြီးတယောက်အတွက်နေ့စဉ်9နာရီကနေ9နာရီထိအိပ်စက်ခြင်းကကျန်းမာရေးအတွက်ရည်ကြီးပါတယ်ဒါကြောင့်အိတ်တာဟာချိန်ဖြုံးတယ်လို့လုံးဝမထင်လိုက်ပါနဲ့သင်အိတ်နေတဲ့ချိန်ဟာခန္ဓာကိုယ်ကသင်ကိုနောက်တစ်နေ့အတွက်ပြင်ဆင်ပေးနေတာဖြစ်ပါတယ်ဒီဗီဒီယိုကိုသဘောကျရင် like and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ daily ကနေ့မှာနောက်ထပ်စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုတင်ပြပေးဦးမှာမို့နောက်တစ်ခါထပ်လက်တွေ့ရှိအောင်ပါ like and subscribe လုပ်ဖို့လည်းမမေ့နိုင်ဘူးနော်ဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ